ရွာနောက်ဘက်တောင်တန်းတွေကနေဝင်ချိန်ရောက်တိုင်းမဲမောင်လာတတ်ကြတယ်။အထူးသဖြင့်မိုးလေးမတိုင်ခင်အချိန်တွေမှာအဲ့ဒီတောင်တန်းတွေကအသက်ရှင်နေသလိုပဲတက်တက်လှုပ်ရှားနေတတ်တယ်လို့ရွာသူရွာသားတွေကပြောကြတယ်။ကျွန်တော်နာမည်ကမင်းတုခမြို့မှာကြီးပြီးမြို့မှာပညာသင်ခဲ့သူရွာကိုပြန်လာရတဲ့အကြောင်းရင်းကဖခင်ဆုံးပါသွားလို့ပဲ။ဖခင်ရဲ့အိမ်ကရွာနောက်ဘက်လမ်းအဆုံးမှာရှိတယ်။အိမ်နောက်ကတောအုပ်ကြီးဟာအမြဲတမ်းအေးဆက်နေပြီးနေကင်းဘက်တောင်အရေးမထွက်ဘူး။ဖခင်ဆုံးပါပြီးတပတ်အကြာမှာရွာလူကြီးတယောက်ကကျွန်တော်ကိုပြောလာတယ်။ညဘက်မှာအိမ်နောက်ဘက်ကိုမထွက်နဲ့အထူးသဖြင့်12နာရီနောက်ပိုင်းကျွန်တော်ရေလိုက်မိတယ်မြို့မှာကြီးတဲ့လူတယောက်အတွက်တရေဝိညာဉ်ဆိုတာတွေကစိတ်ကူးရင်ပုံပြင်ပဲလို့ထင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီညအရာအလုံးပြောင်းလဲသွားတယ်။ည12နာရီတိတိအိမ်ပြင်ဘက်ကခြေတံကြားလိုက်ရတယ်။တလန်းနှစ်လန်းတယောက်ယောက်ကအိမ်ဘက်လေကိုလှည့်လည်နေသလိုကျွန်တော်မီးလောင်ကိုကင်ပြီးသတင်းပေါက်ကနေကြည့်လိုက်တယ်အပြင်မှာလူမရှိဘူးဒါပေမဲ့မြေပြင်ပေါ်မှာခြေရာတွေရှိနေတယ်အဲ့ဒီခြေရာတွေကအိမ်နောက်ဘက်တောအုပ်ထဲကိုဆွဲဆောင်သွားတယ်ကျွန်တော်ရဲ့စိတ်ထဲမှာမထွက်သင့်ဘူးဆိုတဲ့အတွေးပေါ်လာပေမဲ့ဘာကြောင့်မှန်းမသိခြေထောက်တွေကကိုယ်တိုင်လှုပ်ရှားသွားတယ်တောအုပ်ထဲဝင်လိုက်တာနဲ့လေဟာအေးဆက်လာတယ်တစ်ပင်တွေကြားကအတန်တွေကလူတယောက်ယောက်ကလမ်းခေါ်နေသလိုမင်းဒုက္ခအဲ့ဒီအတန်ဖခင်ရဲ့အတန်မှာကျွန်တော်အသက်ရှူရက်သွားတယ်ဖေဖေအလိုလျောက်ထွက်သွားတဲ့အတန်အဲ့ဒီအချိန်မှာပဲတောအုပ်လေကမီးအောင်အနီရောင်တစ်ခုပေါ်လာတယ်မီးအောင်ကိုနောက်လိုက်သွားတော့မတွေ့ဘူးတဲ့ရွာတရွာကိုတွေးလိုက်ရတယ်အိမ်တွေကအဟောင်းပုံစံလူတွေကအဖြူအမဲဝတ်စုံမျက်နှာတွေကမရှိသလိုမျက်စိတွေကလင်းနေတယ်ရွာဝင်တကားမှာစာရန်တစ်ခုတမလွန်ရွာကျွန်တော်သိသွားပြီဒီနေရာကလူလောကမဟုတ်တော့ဘူးဒါပေမဲ့နောက်ပြန်ဆုပ်ဖို့နောက်ကျသွားပြီးရွာလယ်မှာလူတယောက်ရက်နေတယ်နောက်ကျောပဲမြင်ရတယ်သူကလှည့်ကြည့်လိုက်တဲ့အခါအဲ့ဒီလူဟာဖခင်ပဲဒါပေမဲ့ဖခင်ရဲ့မျက်လုံးတွေမှာလူသားမဟုတ်တဲ့အမှောင်တစ်ခုရှိနေတယ်မင်းနောက်ဆုံးတော့လာခဲ့ပြီလားအဲ့ဒီစကားနဲ့အတူရွာတရွာလုံးကရေတံတွေထွက်လာတယ်အဲ့ဒီညကကျွန်တော်တမလွန်ရွာမှာပိတ်မိသွားခဲ့တယ်ဖခင်ရဲ့မျက်လုံးတွေကိုမြင်လိုက်ချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးဆက်သွားတယ်ဖေဖေဒီနေရာကဘလို့နေရာလဲအတန်တုံတုံနဲ့မေးလိုက်တယ်ဖခင်ကပြုံးလိုက်တယ်ဒါပေမဲ့အဲ့ဒီပြုံးခြင်းမှာမေတ္တာမရှိဘူးအဲ့ဒါကတေသူတယောက်ရဲ့ပြုံးခြင်းဒီနေရာကတေပြီးသူတွေမပြန်နိုင်သေးတဲ့ရွာတမလွန်ရွာပဲရွာလေမှာလူတွေစုလာကြတယ်အမျိုးသမီးအမျိုးသားကလေးတွေအားလုံးရဲ့မျက်နှာတွေကအသက်မရှိတော့သလိုအဖြူဖြော့ဖြော့ရွာကြီးကဲတယောက်ထွက်လာတယ်သူ့အတန်ကမြေထဲကထွက်လာသလိုနက်နေတယ်ညတိုင်းတမလွန်ရွာကအသက်ရှင်လာတယ်အိမ်ခေါင်မိုးတွေကတောက်လျှောက်အရေးတွေလှုပ်ရှားနေတယ်ညတညမှာအိမ်ပြင်ကကျွန်တော်နာမည်ကိုခေါ်တန်ကြားရတယ်မင်းတုခမင်းတုခမင်းတုခ၃ချိန်တိတိနှလုံးခုန်တန်ကိုထိန်းထားရင်းပါဇက်ကိုလက်နဲ့ဖုံးထားရတယ်ပြန်ဖြေရင်ဘာဖြစ်မလဲဆိုတာသိသလိုဖြစ်နေပြီမနေ့ရောက်တော့ပြန်မဖြေခဲ့တဲ့အိမ်တအိမ်မီးလောင်ထားသလိုပျက်စီးနေတာကိုတွေးလိုက်ရတယ်အိမ်ရှင်ကပျောက်နေပြီးရွာထဲမှာအသက်ရှင်သူတွေကအစားအစာမစားနိုင်ရေမတောက်နိုင်အိတ်လဲမအိတ်နိုင်အချိန်ကမရက်ပေမဲ့မရွေ့တော့ဘူးနောက်ဆုံးတော့ဖခင်ကအမှန်ကိုပြောလာတယ်ဖေဖေမတော်တဆမသေးခဲ့ဘူးဒီရွာကလူတယောက်ကိုအသက်ရှင်သူတယောက်လိုအပ်လို့ဖေဖေကိုခေါ်လာတာတမလွန်ရွာကအသက်ရှင်သူရဲ့ဝိညာဉ်နဲ့သာတကားဖွင့်နိုင်တဲ့အဲ့ဒီအစားထိုးသူကသားဖြစ်ရမယ်ဖခင်ရဲ့မျက်ရည်တွေကသွေးရောင်ဖြစ်လာတယ်မင်းကိုကယ်ခြင်းလို့ဖေဖေဒီမှာပိတ်မိခဲ့တာအဲ့ဒီစကားနဲ့အတူရွာတရွာလုံးတုန်လှုပ်သွားတယ်ရွာအပြင်ဘက်မှာပြန်လေတကားတစ်ခုရှိတယ်ဒါပေမဲ့ဖွင့်ဖို့တမလွန်ရွာကလူတယောက်အစားထိုးနေရမယ်ဖခင်ကပြောတယ်မင်းပြန်သွားဖေဖေဒီမှာနေမယ်ကျွန်တော်မရဘူးဆိုပြီးអော်လိုက်တယ်ဒါပေမဲ့စီးမြင်းသုံးကိုချိုးလိုက်မိတယ်ဖခင်ကိုပွေ့ဖက်လိုက်တယ်မနက်လင်းရောက်တော့ကျွန်တော်ရွာနောက်ဘက်တောအုပ်ထဲလဲနေတယ်ရွာသားတွေပြေးလာကြတယ်အသက်ရှင်နေသေးတယ်လို့ပြောကြတယ်ဒါပေမဲ့ညတိုင်းမှန်ထဲမှာဖခင်ရဲ့အရေးကိုတွေ့နေရတယ်တခါတလေကျွန်တော်နာမည်ကို၃ချိန်ခေါ်တန်ကြားနေရတယ်အခုတော့တည်သွားပြီ
ကျွန်တော်ပြန်လာခဲ့တာကိုခန္ဓာပဲဝိညာဉ်တစ်ဝက်ကတော့တမလွန်ရွာမှာကြံနေခဲ့ပြီး